ညနေခင်းရဲ့နေကြီးဖြော့ဖြော့ဟာရန်ကုန်မြို့ရဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်တည်းကိုသတင်းပေါက်ကတဆင့်ကျူးကျော်ဝင်ရောက်နေပါတယ်။ဆိုင်တောင်းကဝိုင်းလေးမှာလင်းထက်နဲ့ချူချူတို့နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်နေကြတယ်။လင်းထက်ကသူ့ရှေ့ကကော်ဖီခွက်ကိုအငွေ့တစ်ထောင်းထောင်းထွက်နေတဲ့အထိငေးကြည့်နေပြီးချူချူကတော့ပန်းရောင်နှုတ်ခမ်းလေးကိုခပ်ဖွားဖွားကိုက်ရင်းခေါင်းကုန်ထားပါတယ်။ချူကိုပြောတာကိုနားထောင်ပေးပါဦး။လင်းထက်ရဲ့အတန်ကတိုးညင်းပေမဲ့လေးနက်မှုအပြည့်ရှိနေတယ်။ချူချူကမျက်တောင်ရှည်လေးတွေကိုပုတ်ခတ်ရင်းမောကြည့်လာတယ်။ကိုဘာပြောမလို့လဲဟင်။ဒီနေ့ကြည့်ရတာတစ်မျိုးပဲ။လင်းထက်ကတက်ပြင်းတစ်ချက်ချလိုက်ပြီးချူချူရဲ့လက်ကလေးကိုစပွဲပေါ်မှာခပ်ဖွားဖွားအုပ်ကင်လိုက်ပါတယ်။တို့တွေတငယ်ချင်းအဆင့်ကနေချစ်သူတွေဖြစ်လာခဲ့တာအခုဆို3နှစ်တောင်ရှိပြီနော်ကိုချူကိုတစ်သက်လုံးဒီထက်ပိုပြီးဂယူးဆိုင်ချင်တယ်ချူချူရဲ့ပပြင်းလေးတွေညီမြန်းသွားတယ်သူမကရှက်ပြုံးလေးနဲ့ပြန်ဖြေပါတယ်ကိုကလည်းအခုပဲဂယူးဆိုင်နေတာပဲမဟုတ်လားမဟုတ်ဘူးချူကိုပြောတာကအိမ်အောင်ဖက်တယောက်အနေနဲ့လေကိုတို့နှစ်ဖက်မိဘတွေကိုအတိပေးပြီးလက်ထက်ကြရအောင်လားလင်းထက်ရဲ့စကားအဆုံးမှာချူချူရဲ့မျက်နှာကရုတ်တရက်ဖြူလျော်သွားပါတယ်ဝမ်းသာရမယ့်အစားသူမရဲ့မျက်ဝန်းတွေထဲမှာစိုးရိမ်ရိပ်တွေရှက်တန်းသွားတာကိုလင်းထက်သတိထားမိလိုက်တယ်ကိုအဲ့ဒါကချူအချိန်ခဏလောက်လိုချင်တယ်ဘာလို့လဲချူကိုတခုခုဖုံးကွယ်ထားတာရှိလို့လားချူချူကလက်ကိုရုပ်လိုက်ပြီးသတင်းပေါက်အပြင်ဘက်ကလမ်းမကိုငေးကြည့်နေမိတယ်သူမရဲ့ရင်ထဲမှာတော့လင်းထက်မသိနိုင်တဲ့လှို့ဝှက်ချက်တစ်ခုကလေးလံစွာဖိစီးနေပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါဒီဇလန်းရဲ့အဆက်ကိုနောက်နေ့ဆက်လက်တင်ပေးသွားမှာမို့လို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပြီး subscribe လုပ်ပေးသွားပါအောင်ရှင်။